ကျွန်တော်တို့ဒီညလည်းဆက်ပြီးတော့အောင်ပွဲခံကြပါမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုထပ်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာပါတယ်ကဲကျွန်တော်ကမ္ဘာဖလားတာထွက်ကတော့ဒါအဖွင့်2ရက်လုံးကျွန်တော်အဆင်ပြေခဲ့တယ်ညကလည်းဒါကျွန်တော်ကနေဒါ9အောက်လေးကျွန်တော်ရွေးပေးခဲ့ပါတယ်ကျွန်တော်ပြားစားလေးနဲ့အဆင်ပြေခဲ့တယ်ပေါ့လေဆိုတော့ကမ္ဘာဖလားနဲ့ကိုထက်နဲ့ကမ္ဘာဖလားကတော့တော်တော်လေးတော့ကြည်လှပြီပေါ့နော် share ပဲဗျာနော်ဆိုတော့ညကလည်းကျွန်တော်ကနေဒါနဲ့ကျွန်တော်ဘော့စနီးယားပွဲစဉ်မှာကနေဒါအနေနဲ့တစ်လုံး85ပေါင်ဆိုတဲ့ဈေးတန်းကအကြီးပြော့တယ်မဖြစ်သင့်ဘူးကျွန်တော်ရဲ့ပုံစံတိုင်းပဲဆိုတော့ကျွန်တော်ဘော့စနီးယားဒါအောက်ကြီးလေးပဲကျွန်တော်နေချင်တယ်ဆိုတဲ့အကြောင်းတွေလည်းကျွန်တော်တိုတိုနဲ့လိုရင်းလေးကိုဒါ data main point လေးတွေဆွဲထုတ်ပြီးတော့ကျွန်တော်တေချာလေးတော့ကျွန်တော်သုံးသပ်ပြီးကျွန်တော်ပြောပေးခဲ့ပါတယ်ဘာကြောင့်ကျွန်တော် body ဓာတ်ကျွန်တော်6ပေါင်းအောက်ကလေးကိုပဲကျွန်တော်ရွေးပေးခဲ့တယ်ဆိုတာမျိုးကိုလည်းကျွန်တော်တေချာလေးကျွန်တော်ပြောပေးခဲ့တယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ကျွန်တော်2ရက်စတိုင်းလုံးကျွန်တော်ကမ္ဘာဖလားအဖွင့်ကတော့ကျွန်တော်တောက်လျှောက်တာကျွန်တော်တွက်ထားတဲ့အတိုင်းလေးတွေပဲဝင်နေတယ်ဆိုတော့ကြိုးစားကြိုနဲ့တယ်ပေါ့နော်ဒါကလည်းကိုနိုင်လို့ထပြီးကြွေတာမဟုတ်ပါဘူးเนาะကျွန်တော်အနေနဲ့ကတော့နိုင်ရှုံးရှုံးအမြဲတမ်းရလက်တွေကိုကျွန်တော်မပြတ်မကွက်ကျွန်တော်တင်ပေးထားတယ်။အိုးရင်ကျွန်တော်2021တည်းကရလက်တွေကစားတာ Telegram မှာတွားရောက်ပြီးလေ့လာကြည့်ရှုနိုင်ပါတယ်เนาะဆိုတော့ဒါကတော့ကိုကြိုးစားတဲ့ကြိုးစားမှုလေးအဆင်ပြေတဲ့အခါမှာဝမ်းသာပြီးစကားလေးပြောခြင်းဖြစ်ပါတယ်เนาะကဲဆိုတော့ဒီနေ့အတွက်လည်းဒါကျွန်တော်ညီကိုတွေတို့ကကျွန်တော်2 star 2ဆဝုန်းဝါမဲ့တပွဲကျွန်တော်ပြင်ဆင်ထားပါတယ်ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်ရွေးချယ်ထားပါတယ်အဲ့ပွဲလေးကဒါဘယ်ပွဲလဲဆိုတော့ကျွန်တော်မြန်မာစံတော်ချိန်ဒါနက်နက်အစော9နာရီခွဲမှာရှင်မြိုင်ကစားမဲ့ကျွန်တော်တို့ Hitty နဲ့စကော့တလန်ပွဲပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရွေးချယ်မှုလေးကိုစလိုက်ကြအောင်ပါရွေးချယ်မှုမစခင်လေးမှာကျေးဇူးပြုပြီးကျွန်တော်အပန်းမကြည့်ဘူးဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and follow နဲ့ subscribe လေးလုပ်ထားပြီးတော့comment လေးလည်းဒါဝင်ရောက်ပြီးတော့ဆွေးနွေးပြီးလို့ရပါတယ်ညီကိုတို့ဗျာလေးကြိုက်တယ်ကျွန်တော်နဲ့အမြင်တူမတူလေးတွေရောဒါလွတ်လပ်စွာကျွန်တော်ညီကိုတို့သဘောထားပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာ TikTok ကကျွန်တော်တိတ်ပြီးကျွန်တော်မတင်ဖြစ်ဘူးပေါ့နော်ကျွန်တော်ရဲ့အရင်တိုင်းပဲကျွန်တော်ကဒီ Facebook တို့ YouTube တို့မှာပဲကျွန်တော် like အမြဲရှိတာပေါ့နော်ဆိုတော့ဒီအခု TikTok ထဲမှာလည်းကျွန်တော်တပွဲပဲကျွန်တော်ပြောသွားမှာပါကျွန်တော်မှန်ပါတယ်တပွဲပဲပြောမှာပါတခြားပွဲစဉ်တွေရဲ့သုံးသက်ချက်တွေလည်းသိကျင်တယ်ရွေးချယ်မှုတွေသိကျင်တယ်ဆိုတော့ကျွန်တော်ရဲ့ Facebook နဲ့ကျွန်တော် YouTube channel မှာကျွန်တော်ရဲ့ like အမြဲရှိပါတယ်ဒါမှမဟုတ် like မဟုတ်ဆိုတော့ကျွန်တော် video လေးအရှိကျွန်တော်တင်ပေးတယ်ပေါ့နော်ဆိုတော့အဲ့ကိုလာရောက်ဖို့လည်းဖိတ်ခေါ်ပါတယ်ကဲဆိုတော့ကျွန်တော်ရွေးချယ်မှုလေးစလိုက်ကြအောင်ပါဗျဟစ်တီနဲ့ကျွန်တော်စကော့တလန်နဲ့ပွဲစဉ်မှာတော့ဒါစကော့တလန်ကနေပြီးတော့တစ်လုံး5ပြားရှုံးဆိုပြီးတော့ကြီးပေးထားတယ်ဂိုးပေါင်းကြီးကျွန်တော်3လုံး35ပြားပေါင်းဆိုပြီးတော့ကြီးဖွင့်ထားပါတယ်ဆိုတော့ဟစ်တီကဒါကမ္ဘာဖလားကိုကျွန်တော်52နှစ်အကြာမှဒါပြန်လဲပြီးတော့တက်လန်းလာနိုင်ခဲ့အသင်းဖြစ်တယ်လက်ရှိလည်းကျွန်တော်အုပ်စုစီမှာကြားရောက်နေပြီးတော့ဒါတူတက်ကျွန်တော်တို့အင်းမင်းမြင့်တဲ့အသင်းတွေသူတို့ကောင်းတဲ့အသင်းတွေနဲ့ဒါဟိုတခြားအသင်း3သင်းလုံးကသူတို့ကောင်းနေတာဖြစ်တဲ့အတွက်သူတို့ကဒီအုပ်စုကကြက်တယ်လို့ပြောရမယ်ပေါ့နော်ဆိုတော့ဟစ်တီရဲ့ပုံစံကကျွန်တော်ခြေတူအသင်းမျိုးတွေသူနဲ့အဲ့လိုပေါ့နော်သူတင်ကိုတင်ဆော့နိုင်တဲ့အသင်းမျိုးတွေဆိုရင်ဒါဟစ်တီကကျွန်တော်ပေါ်သေးတဲ့အသင်းတွေမှာမဟုတ်ဘူးသူတို့အစိတ်ရှိတဲ့အသင်းမျိုးတွေမှာပါတယ်ဒါပေမဲ့ကျွန်တော်လေးလာသလောက်ကျွန်တော်ကြည့်မိသလောက်ကတော့ဟစ်တီရဲ့ပုံစံကကျွန်တော်သူတက်မြင့်တဲ့အသင်းမျိုးတွေသူဘာမှအဲ့လိုပြောနော်သူနဲ့နည်းနည်းလေးအင်းမမြင့်တဲ့အသင်းမျိုးတွေနဲ့ကန်တဲ့အခါမျိုးတွေပွဲစဉ်တွေမှာဆိုတော့ဟစ်တီနေနဲ့တိတ်ပြီးလောက်လာပုံစံမျိုးလောက်ထားတဲ့ပုံစံမျိုးတွေတော့တိတ်မတွေ့ရဘူးသူနဲ့ခြေတူအသင်းမျိုးတွေတော့ရလက်တော့မစိုးတတ်ပေမဲ့ကျွန်တော်တို့အသင်းကြီးတဲ့အသင်းတွေနဲ့တွေ့လို့ရှိရင်တော့ဒါရလက်တွေရင်းရိုက်တတ်တယ်တိတ်ပြီးအဆင်မပြေဘူးပေါ့လေဆိုတော့တစ်ဖက်ကစကော့တလန်ကတော့ရှင်းလေးပဲပြတော့စကော့တလန်မှာကစကော့တလန်ကျွန်တော် personally ကပြောပါဆိုစကော့တလန်အနေနဲ့ကသူတသင်းလုံးကဟိုကြုံတဲ့ကောင်သွင်းပါဗျာအဲ့လိုပုံစံမျိုးပေါ့နော်စကော့တလန်ရဲ့ပုံစံမင်းတိုက်စစ်မျိုးအဲ့လိုမျိုးမဟုတ်တသင်းလုံးအားနဲ့ယုံနေတဲ့အသင်းလိုပဲကျွန်တော်တို့မြင်တယ်ကျွန်တော်အဲ့လိုပဲခံစားရပါတယ်ဒိုမီနီသွင်းလည်းသွင်းမယ်ဗျာအဲ့လိုပေါ့နော်ရှေ့နောက်တွေပါရမသိဘူးသူတို့အတုံဖိမယ်ရတဲ့ချိန်ရတဲ့လူကသွင်းမှာဖြစ်ပါတယ်နောက်ကျွန်တော်ဟစ်တီလိုအသင်းမျိုးနဲ့တွေ့နေတဲ့အချိန်မှာစကော့တလန်အနေနဲ့နိုင်အောင်ကန်ထားဖို့လိုပါတယ်ပေါ့တခြားအသင်းတွေကလက်ရှိကျွန်တော်မော်ရိုကိုနဲ့ဟိုနဲ့နော်ဘရာဇီးနဲ့တွေ့နေတဲ့အချိန်ဒီမှာလည်းဒါဒီစကော့တလန်အတွက်ဒါကကျွန်တော်တို့အခွင့်အရေးတစ်ခုလို့ပြောရမယ်ပေါ့နော်ဆိုတော့တခြားအသင်းတွေနဲ့လည်းဒါဘရာဇီးတို့မော်ရိုကိုနဲ့တွေ့နေစကော့တလန်နဲ့လွယ်ကူမဲ့အနေအထားမျိုးမဟုတ်တာဖြစ်တဲ့အတွက်ဒီအုပ်စုထဲမှာကျွန်တော်အင်အားနည်းဆုံးဖြစ်တဲ့ဟစ်တီနဲ့တွေ့တဲ့အချိန်မှာတော့ဒါစကော့တလန်တို့အနေနဲ့အကောင်းဆုံးတော့ဒီအခွင့်အရေးကိုရယူလာနိုင်လိမ့်မယ်လို့တော့ကျွန်တော်ယူဆတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်မှာတော့ကျွန်တော် handicap ဈေးတန်းနေပေါ့ဒီပွဲစဉ်ရွေးချယ်မှုတဲ့ကျွန်တော် handicap ဈေးတန်းကျွန်တော်ပြန်သွားမယ်ဆိုရင်တစ်လုံး5ပြားရှုံးကြည့်ပြီးရတယ်ကိုပေါင်းကြီး3လုံး35ပြားပေါင်းပြီးရတယ်အပေါင်းပြီးရတယ်ဆိုတော့တစ်လုံး5ပြားရှုံးမှာကျွန်တော်ကိုပေါင်းစီ3လုံး35ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဟစ်တီအနေနဲ့လည်းဒါဂိုးရလာနိုင်ခြင်းနည်းနည်းလေးရှိတယ်လို့ဒါယူဆရမှာဖြစ်ပါတယ်ပေါ့နော်တစ်လုံး5ပြားရှုံးပေးထားတဲ့စကော့တလန်အနေနဲ့တော့ကျင်းတည်တယ်ဒီပွဲစဉ်မှာဒါ over 0.5ကတော့ကျင်းတည်တယ်ဗျာတကူကတော့ Scotland ရဖို့ကျင်းတည်တယ်ဆိုတော့ကျွန်တော်တော့
ဇုံဘော်လေးကြိုက်တယ် Scotland body နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်လေးပေါ့လေ1-2လောက်လေးတော့မှန်းတယ်။နောက်မို့လဲ Scotland သွင်းကိုပဲကျွန်တော်မြင်ရမလားပေါ့နော်။ Scotland ဘယ်လိုလုပ်မလဲပေါ့။ဒီပွဲလေးတွေကတော့ကျွန်တော်အနေနဲ့တော့ဒါဂိုးလေးတွေတော့ကျွန်တော်မြင်ရလိမ့်မယ်လို့တော့ယူဆတယ်။ဒီနေ့ကန်တဲ့ပွဲစဉ်တွေမှာဂိုးမြင်ရနိုင်ခြေရှိဆုံးပွဲစဉ်ဆိုရင်တော့ဒီပွဲစဉ်ကိုပဲကျွန်တော်လက်ညှိုးထိုးရမှာပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီနေ့မှဂိုးတွေမရဘဲနဲ့တိုင်မှတ်နေတော့မပြောတတ်ဘူးเนาะဆိုတော့နှစ်သင်းလုံးရဲ့ကျွန်တော်ဇယိုက်လက္ခဏာအခြေအနေရတယ်လက်ရှိပြီးလာတဲ့ body ဈေးနဲ့ကျွန်တော်ထောက်ထားတဲ့ဂိုးပေါင်းဝင်ယူဈေးတန်းအနေထားအရာတော့ကျွန်တော်တို့အချိန်မီကျွန်တော်3-4ခုဖြစ်သွားနိုင်တဲ့ပွဲစဉ်မျိုးပေါ့เนาะအောက်သွားရင်တော့ကျွန်တော်အဲ့လို2ဂိုးလောက်နဲ့ပဲအောက်ရင်အောက်သွားနိုင်တယ်ဗျာဆိုတော့ဂိုးအချိန်မီပေါ်သွားနိုင်တဲ့ပွဲစဉ်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တော့ဂိုးပေါင်းအပေါ်လေးကြိုက်တယ်နောက်ကျွန်တော် body ဆိုတော့ Scotland body လေးကျွန်တော်မစိုးဘူးပေါ့လေဆိုတော့နှစ်ခုလေးကတကြောင်လေးပဲကျွန်တော်ရွေးပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်ဂိုးပေါ်လေးကျွန်တော်ရွေးချယ်ထားပါတယ်Scotland ဂိုးပေါ်2 star ပါဒါကျွန်တော်ရဲ့ member တွေကပွဲလေးဖြစ်ပါတယ်ခင်ဗျာmember တွေကပွဲပဲချပေးထားတာပါအဲ့တော့ကျွန်တော်နဲ့ဒါအကြိုက်ချင်းတူတဲ့ညီကိုတွေကျွန်တော်နဲ့အမြင်ချင်းတူတဲ့ညီကိုတွေကဆော့နိုင်ပြီးတော့အခြားအကြိုက်မတူတဲ့ညီကိုတွေကျွန်တော်နဲ့အတွေးမတူတဲ့ညီကိုတွေကလည်းမိမိတို့ရဲ့အတွေးလေးနဲ့ချင့်ချင်ပြီးတော့ဆော့ပါကျွန်တော်အတွေးမတူအမြင်မတူတိုင်းတော့ရန်သူမဟုတ်ဘူးပေါ့နော်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်လေ့လာထားသလောက်ကျွန်တော်သိသလောက်ကိုကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့ကျွန်တော်ရွေးပေးထားတယ်နောက်ကျွန်တော် member တွေကပွဲပဲကျွန်တော်ချပေးခြင်းဖြစ်ပါတယ်ခင်ဗျာเนาะဆိုတော့ကျွန်တော် member တော့ပြန်စပြီးခေါ်ပါပြီထုံးစံတိုင်းပဲကျွန်တော်ဈေးမတက်ထားပါဘူး10ရက်စာလုံးမှာဒါ member 10ရက်စာလုံးမှာ9000ပဲကျွန်တော်ကြားတင်ပါတယ်တစ်လစာလုံးမှာ3,300ပဲဒါကျွန်တော်ယူထားပါတယ်ခင်ဗျာအပိုင်ဆိုတာဘာမှမရှိတာဖြစ်တဲ့အတွက်တော့ကျွန်တော်ညီကိုအနေနဲ့တော့ဒါစိတ်ရှင်းစိတ်သက်မှပဲကျွန်တော်လည်းလာရောက်လက်တွဲဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်မမမွေလည်းကိစ္စမရှိပါဘူးကျွန်တော်အမြဲတမ်းမမတွေကပွဲလေးတွေကျွန်တော်ချပေးနေပါတယ်ဆိုတော့အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးပဲတင်ပါတယ်ဆိုတော့ဒီနေ့အတွက်ရွေးချယ်မှုလေးကတော့ Scotland ဂိုးပေါ်2 star ဖြစ်ပါတယ်ဆိုတော့အပိုင်ဘာမှမရှိတာဖြစ်တဲ့အတွက်ကိုယ့်ကိုချိန်နေပြီးတော့စော့ပါကျွန်တော်တို့အကောင်းဆုံးစူးစမ်းပြီးတော့ရွေးချယ်ထားပါတယ်3ရက်ဆက်အောင်ပွဲခံနိုင်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်အသက်ရှူတိုင်းငွေတွေဝင်ပါစေခင်ဗျာ